ဒါတော့ဖန်ချိုင်းဟက်ကြီးရဲ့အနိကမြင်ကွင်းပေါ့နော်ပြောရမှာလာရိုဒီပဲရစ်ဆိုပြီးတော့ပဲရစ်ဆိုတော့ပြောရတာပေါ့ဒီတော့အကြီးတို့ဒီမှာဟိုကမဆက်အောင်တွင်နဲ့မဆက်အောင်ပြင်ဒီဘက်ကတော့ဒီအထဲဝင်နေတာပေါ့နော်ဟိုဘက်မှာကျတော့အဲဒီ stage show စင်မှာဟိုကလုပ်တယ်ဒီမင်းသားမင်းသမီးတွေကကြဆိုကြတယ် stage show စင်မှာဒါလည်းဒီလုံပနီရဲ့ဒါအဓိကအမှတ်တရနေရာတစ်ခုပဲဒီကကြတော့အချွေလုပ်တဲ့ဆက်လေကိုယ့်အကူလိုရတာပုံစံလေးပြတာလာပြင်းနေလားအမလီလာတော့သတ်ဒီကလည်းအယုတ်ကလေးတွေ့လားအယုတ်ဒါတသားယုတ်လေးလှုပ်နေတယ်အဲဒီကလည်းဟိုဆက်ဝိုင်းပတ်တယ်ဟိုပေါ့ကားလမ်းပေါ့နော်ဈေးဆိုင်နေအများကြီးပဲဆံ